ဒီလူကိုကြည့်လိုက်ပါပရိသတ်ကြီးအနေနဲ့သူ့အသက်ဘယ်လောက်ရှိပြီလို့ထင်ပါသလဲသူ့ကိုအသက်30ဝန်းကျင်လို့ထင်နေရဆိုရင်တင်တယောက်တည်းတော့မဟုတ်ပါဘူးသူ့ရဲ့အမိကချွမ်တိုထန်ဖြစ်ပြီးစင်ကာပူနိုင်ငံသားဓာတ်ပုံဆရာနဲ့မော်ဒယ်ဟောင်းတူဖြစ်ပါတယ်လက်ရှိမှာသူဟာအသက်50ကျော်နေပြီဖြစ်ပါတယ်1980ပြည်လို့နှစ်တွေကတည်းကမော်ဒယ်လောကမှာနာမည်ကြီးခဲ့ပြီးနောက်ပိုင်းမှာတော့နိုင်ငံတကာအဆင့်မီဓာတ်ပုံဆရာတူဖြစ်ရပ်တည်ခဲ့ပါတယ်။ Vogue, Elle လိုမဂ္ဂဇင်းကြီးတွေအတွက်ဓာတ်ပုံတွေရိုက်ပေးခဲ့တယ်လို့သူ့ရဲ့နုပြိုလို့နဲ့ရုပ်ရည်ကြောင့်2018ခုနှစ်မှာကဘာကျော်လူသိများလာခဲ့ပါတယ်။လူတွေကသူ့ရဲ့ Instagram ကဓာတ်ပုံတွေကိုမြင်တဲ့အခါအံ့ဩကုန်ကြပါတယ်။ဒီလူဟာတကယ်ပဲအသက်50ကျော်နေပြီလားဆိုပြီးမေးခွန်းထုတ်ခဲ့ကြတယ်။သူ့ရဲ့ကြွက်သားအမြောင်းမြောင်းနဲ့အရေးအကြောင်းကင်းတဲ့မျက်နှာဟာအမျိုးသမီးတိုင်းရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ခဲ့ပါတယ်။ဒါဆိုသူ့ရဲ့နုပြိုချေဖလူဝက်ချက်ကဘာများလဲ။ပထမဆုံးနဲ့အရေးကြီးဆုံးကတော့အစားအသောက်ပါပဲ။သူက80%ကအစားအသောက်ပေါ်မှာမူတည်တယ်လို့ပြောပါတယ်။မနက်စာကိုကြက်ဥပြို6လုံးအသီးအရွက်တွေစားတယ်။အချိုရည်ကော်ဖီနဲ့လက်ဖက်ရည်ကိုရှောင်ပြီးရေများများတောက်ပါရဲ့ဒုတိယအချက်ကတော့လေ့ကျင့်ခန်းပါတပတ်ကို3ချိန်ကနေ4ချိန်အထိ gym ဆော့ပါတယ် weight training နဲ့ cardio ကိုပုံမှန်လုပ်ပြီးရေကူးလာကိုလည်းမမေ့ပါဘူးပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကသူ့ခန္ဓာကိုယ်ကိုအမြဲတမ်းကြန့်ခိုင်စေပါတယ်တတိယအချက်ကတော့အိပ်ဆက်ခြင်းပါညဘက်စောစောအိပ်တာဟာသူ့အတွက်အရေးကြီးဆုံးလျှို့ဝှက်ချက်လို့ဆိုပါတယ်ညဘက်နောက်ကျတဲ့အထိမနေပဲအိပ်ရေဝဝအိပ်ဆက်ခြင်းကခန္ဓာကိုယ်ကိုပြန်လည်နုပြိုစေပါတယ်။စိတ်ဖိစီးမှုကင်းအောင်လေးစ조사ပြီးနေထိုင်ပါတယ်။အသားရည်ထိမ့်သိမ်းမှုဆိုရင်သူကရိုးရှင်းတာကိုပဲနှစ်သက်ပါတယ်။မျက်နှာသစ်စေးနဲ့ moisturizer လောက်ပဲပုံမှန်သုံးပြီးအသားရည်ကိုနေရောင်ခြည်တန်ကနေကာကွယ်ဖို့အမြဲတတိထားပါတယ်။ဈေးကြီးတဲ့ပစ္စည်းတွေထက်ပုံမှန်ဂရုစိုက်မှုကအရေးကြီးတယ်လို့သူကယုံကြည်ပါတယ်။ချွမ်တိုထန်ရဲ့ဇလန်းကကျွန်တော်တို့ကိုသင်ခန်းစာပေးပါတယ်။နုပြိုလှပဖို့ဆိုတာအသက်အရွယ်ထက်ကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံစားတောက်မှုနဲ့ကိုဂရုစိုက်မှုအပေါ်မှာပိုပြီးမူတည်နေတယ်ဆိုတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရောချွမ်တိုထန်ရဲ့လျှို့ဝှက်ချက်တွေကဘယ်အချက်ကိုအတူယူပြီးလိုက်လူချင်းပါသလဲ။မှတ်ချက်လေးတွေပေးခဲ့ကြပါဦး။